မင်္ဂလာပါကျွန်တော်တော့ဒေါ်ကြီးပါနောက်လာမယ့်ဘက်တွေဒီကဘာရွှေဘယ်လိုလာနိုင်လဲဆိုတာကိုကျွန်တော် analysis လေးလုပ်သွားပါမယ်ဆိုတော့ရွှေကကျွန်တော်ဒီမှာတစ်ချက်ကြည့်လိုက်မယ်ပေါ့နော်ဆိုတော့ရွှေကကျွန်တော်ဒီမှာဒါပြီးခဲ့တဲ့ဘက်ကလည်းဒါဆွဲထားတဲ့ zone လေးရှိရပေါ့နော်ဒါ order block လေးရှိတယ်ဒီမှာကျွန်တော်ဆွဲခဲ့တဲ့ zone ဒါပြီးခဲ့တဲ့တောက်ကြနေရဆိုရင်ဒါကျွန်တော်ပြောခဲ့တဲ့ဈေးတန်းပေါ့နော်ဆိုတော့ဒီ4400ဒီ zone မှာကျွန်တော်ဝယ်ခိုင်းခဲ့တယ်ပေါ့နော်ဒီ4400ဆိုတဲ့ zone မှာ okay အပေါ်ရောဆိုတော့ကျွန်တော်တို့ကအပေါ်မှာဆိုရင်ကျွန်တော်ပါ4900 5000ပေါ့နော်ဒီ zone လေးရှိဆိုတော့ဒီမှာကျွန်တော်တို့ကဝယ်ရမယ့်တကယ် confirmation zone ရောက်ပြီပေါ့နော်ဆိုတော့ဒီကြားလာတဲ့ဈေးတန်းကလုံးဝကိုဒီအပေါ်ကနေပြီးတော့ BRH strong BRH အနေနဲ့ဒီမှာ price ကလေလိုမျိုးထိုးဆင်းလာတာပေါ့နော်ဒါမျိုးဒါဒီ one time frame ဆိုပို့ပြီးတော့ရှင်းနေပေါ့နော်အနီရောင်ကန်နဲ့အရှိကြီးနဲ့ဒါဆင်းလာတာဆိုတော့ဒီမှာကလုံးဝဒီအယောင်တွေနေပြီးတော့ဒီမှာလုံးဝပေါ့နော်ဒါ RSI 30အောက်လည်းရောက်နေဒီစုံပေါ့နော်4400ဝန်းကျင်ကကျွန်တော်တို့လုံးဝအဝယ် confirmation စုံဖြစ်ပါတယ်ဆိုတော့အပေါ်ကျွန်တော်တို့ကဒီ4900 5000ဒီဟာကိုဖောက်တက်မှပဲကျွန်တော်ကပြန်ပြီးတော့အတက်ကိုလာနိုင်တယ်ဟိုဒီလုံးဝအတက်အားပါလာနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီ4900 5000စုံထိကိုသူကလာအောင်မှာပေါ့နော်လာပြီးတော့သူကဈေးကပြန်ကန်ချအောင်ပါဒါပေမဲ့ကျွန်တော်တို့က9000ကိုဖောက်ရင်လည်းလုံးဝအတက်ကိုပြန်သွားမှာဆိုတော့ဒီအနိုင်ဆုံး confirmation စုံပြောရမယ်ဆိုရင်ဒါ4400ပေါ့နော်ဒါကကျွန်တော်နောက်တစ်ပတ်အစာအတွက်ကြိုပြီးတော့ပြောတာပါဒီတရက်အစာအတွက်မဟုတ်ပါဘူးကျွန်တော်တရက်စာ daily analysis ကကျွန်တော်တီးတန့်ဒါတက်ကျွန်တော်လုပ်သွားပါမယ်ဆိုတော့ဒါပတ်စင်ပေါ့နော်ကျွန်တော်ဒီအမြဲတမ်းလည်းလုပ်တယ် daily analysis လည်းအမြဲတမ်းလုပ်တယ်ပေါ့နော်ကျွန်တော်ဒီ channel ဒီ group တွေမှာဆိုရင်ကျွန်တော်ဒါပေးထားတာရှိရပေါ့နော်ဒါဆိုတော့ဒီတကယ်ဝယ်ရမယ့်စုံက4400ဝင်းချင်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီ4400မှာဝယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ short term ဆိုရင်တော့4800ပေါ့နော်4900ဒီမှာကျွန်တော်တို့ကရေလိုယူလို့ရတယ်မနေ့ဖြန်လာတနင်္လာနေ့မှာဆိုရင်ကျွန်တော်တို့ကဒီ4400ဒီကို retracement ယူပြီးတော့အပေါ်ကိုလာပြီးတော့အတက်ပြန်လာလိမ့်မယ်ပေါ့နော်ဆိုတော့အတက်ကလည်းကျွန်တော်တို့ကအားပါနေဒီမှာ4900အတက်ကိုပါဖောက်မှကျွန်တော်ပြတ်တက်မှာနော်ဆိုတော့ဒါနောက်ဘက်မှာလည်းဒါသတိထားမယ့်ဇုံတွေပါဒီဇုံတွေက4400အောက်ကိုတော့ကျွန်တော်တို့ကဖောက်ဆင်းဖို့ဆိုတာတော့တော်တော်ကိုခဲရင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လုံးဝအကြအားဒီထိပေါ့နော်ဒီမှာဒီဆွဲတဲ့ကျွန်တော်ဆွဲတဲ့4400စုံကလုံးဝဒီ support စုံလို့လည်းပြောလို့ရမှာပေါ့နော်လုံးဝအနိုင်ဆုံးပေါ့ဆိုတော့ကျွန်တော်တို့နောက်ဘက်မှာသတင်းမရှိပါဘူးကျွန်တော်တို့ဒီ industry.com မှာသတင်းတော့မရှိပါဘူးအပြင် breaking news တွေရှိရင်တော့ရွှေရတာဒီပြောင်းပြန်သွားနိုင်ပါတယ်ဆိုတော့okay နောက်ဘက်မှာလည်းကျွန်တော်မိတ်ဆွေတွေမြတ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် trading ကောင်းဖွင့်ခြင်းနဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ personal ဒီချက်ပေါင်းမှာလာပြီးတော့အသေးသေးမေးမြန်းလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်